ဘာလို့မလဲကျွန်တော်အခုချိန်မှာတော့ပေါ့နော်ဟိုOP အခုဒီဟာတွေအကုန်ခုံမှာပေါ့နော်ဒါအရင်ခုံရအောင်ဒီဘက်ကဟာတော့မခုံတော့ဘူးကြာလို့မအားဟာခုံဘယ်လိုလဲဆိုတော့ကျင်လေးခုနက record အကုန်စောက်ရင်းပြတ်တာလေနော်အတန်နည်းကျဲနေလို့ကျွန်တော်အတန်ပိတ်လိုက်တာပေါ့နော်ဒါခုနကျွန်တော်ဒါခုံပြလိုက်တယ်မလားကောင်းတယ်မလားစပီးကောင်းတယ်နော်ဒါလည်းခုံပြီးသွားပြီလည်းခုံလိုက်ပြီနော်အခုလည်းခုံလိုက်ပြီအတန်ကိုကျဲမှကျဲအေးစေကိုနေလို့မလားဘာတန်ဆောင်ရတဲ့နေရောတော်ပါသေးငယ်တဲ့နေတော်တော်ချေတာစိတ်ညစ်တယ်ဒါလည်းရတယ်ဟေးဟောတော့ကျွန်တော်အရင်ကရန်ဖြစ်ရန်ဖြစ်ကအဲ့လိုပိတ်တယ်ဒါမှမဟုတ်တော့ခုနကမှကျွန်တော်မှတချင်းနေလဲအော်ဆိုလို့ဆိုတော့တိုင်နေပတ်နေရတယ်ကျွန်တော်အဲ့ဒါမလို့ပါနော်အခုမှလည်းမအော်ခေါ်လို့အော်ခေါ်နေမှရှုပ်ချက်တွေကိုခက်နေရပဲဒါတွေဖြစ်လို့ဖြစ်နေမသိအာဘာဖြစ်သွားတော့Oh my god မဟုတ်တော့ဒါအေးဒီစားမဟုတ်တော့ဘူးဂျန်နေဆိုမြောက်ဒီထွန်းသားစားပါတော့မဟုတ်တော့ပါဂျန်နေမဟုတ်ပါဘူးဂျန်နေလောက်တာမပေါ့နော်ကြီးဘိုးဟုတ်တယ်ကြီးဟာအိုးကွာဒီရှိမိုက်တော့မိုက်တယ်ဒါပေမဲ့မခုံချင်းပြင်းလို့ဒါလေးဒါဟုတ်တယ်မလားခုနခုံဒါလေးခုနခုံခုန record ရမှာဗျာကျွန်တော်အကုန်ခုံတက်တယ်ဗျာအမတို့တန်နေကျဲနေရတယ်စိတ်ညစ်နေဗီဒီယိုတင်းကမလို့အတန်ပိတ်လေးဖွင့်လိုက်အတန်ပိတ်လေးဖွင့်လိုက်တယ် record ပြန်ပြသွားတာပါပဲဟာငါစိတ်ညစ်တယ်အဲ့ဒါမလို့ဟိုကဟာတွေထဲမှာငါခုံတက်ပါတယ်အော်ရပါတယ်အတန်ချင်းမျိုးဗီဒီယိုတော့ပါသိခတ်တာသိအောင်ခတ်တာသိအောင်ခတ်တာရပြီဒါလည်းရတယ်မင်းဒါ AC ပဲရအောင်မင်းဆရာကြီးပဲသိခံမယ်ကြရင်ဟာဒီကနေစပွန်လာတော့ဟိုမှာစပွန်ရောင်လေးတိုင်းယူပတ်ဒါဟုတ်တယ်ဒါဒီဒါโอเคရှင်းဟာရှင်းနော်တချင်းနေအိုးလို့record ထဲမှာပါသွားညီမဟာခဏသိနေတယ်မဟုတ်တော့ဘူးနော်ဟောတော်ပါသေးရအောင်တော်ပါသေးအမရန်ဖြစ်တယ်ရန်ဖြစ်တဲ့အတန်နေတော့မျိုး record ထဲမှာပါကုန်ပါပြီကွာစိတ်ညစ်ပါတယ်ရှင်ကိုနှိပ်တာမြာရှစ်ကိုနှိပ်တာမြာဟုတ်တော့ဘူးဟာဟဲ့တန်းကုန်တော့တန်းပြုတ်ကြပဲဟာတန်းကုန်တော့တန်းပြုတ်ကြတယ်တော့ကွာဟာတော့လေးဟာလေးချက်ပဲရတယ်ဟာဟဲ့ထစ်တယ်ဟာဘာဖြစ်သွား
ခုနလိုဖြစ်နေပြီလားမသိဘူးအော်တော်ပါပြီခုန wifi ဘာဖြစ်သွားလဲမသိဟာဟေ့အောင်ကြီးတကယ်မှကောင်းတဲ့ player လေးပါလားရန်ခါနေရပဲညတော့အဲ့ဒီနိုင်ရောလို့ပေါ့တော့ပါသေးရဲ့နိုင်ရောလို့ဘုံတန်း3လကြာပြီ3လတော်တော်ကြာအဲ့ဒါမျိုးအယောင်တွေဘာဖြစ်နေလဲမသိဘူးဒီမှာကျုံအယောင်မြင်ရလားတော့မသိဘူးအမုံနေပြီအညူဓာကြီးတက်တယ်လားမြင်ရလားတော့မသိဘူးမြင်ရကွန်ပျူတာဆော့နေတာဓာကြီးတက်ကောင်မလားအဲ့တက်ကောင်လားဆိုးတယ်ရပြီ let's go easy win ဟဲ့နေပါဦးဟဲ့ဒါမှမဟုတ်တင်းနဲ့နှစ်ကြောင်းတော့ဒါနှစ်ကြောင်းဟိုမှာချင်းတစ်ကြောင်းနဲ့နော်ဟာတစ်ကြောင်းနဲ့ငါဘယ်လိုခုံရလဲတစ်ကြောင်းနဲ့ငါတိတ်မခုံတော့ဘူးနော်အဲ့တော့ပတ်ပြီလားမသိဘူးအဲ့ဒါခုံကွာခုံကျုံပြီးတော့မယ်ဟာဟဲ့အောင်ကြီးဟုတ်တယ်ခက်တယ်ဟုတ်တယ်ခက်တယ်တော်တော်ခက်တယ်ခက်တော့ခက်တယ်ဟာတော့ဗာဒီအဲ့ဒါလေးခုံလာငါတို့ဒါလေးခုံမယ်โอเคအိုးရတယ်ဗျာဘယ်လောက်မှတော့မကြလဲသေခံလိုက်မပြဟာရောင်ကြီးကိုတော်ရောက်တော့မယ်ဗျာငါခုံတာတကြီးကဒါနောက်ဆုံးပဲဟုတ်တယ်မလားနောက်ဆုံးဟမ်နောက်ဆုံးလို့လေကွာအတိကရှိတယ်နားကြောက်မှာဟဲ့အောင်ဒီရုံးနဲ့ဒီအောက်မှာလာကြီးဟာမင်းတို့ကငါဘလို့လို့ favorite တဲ့လို့ရမှာမင်းဒီချိန်ကဒီကောင်ကြီးမဟုတ်တော့ဘူးဒီကောင်ကြီးနိုင်ငံလေးကြာတက်တက်နှောက်ရက်တာဟာတကြောင်လေးဆိုပို့လောက်ကြတာခက်တယ်ရပို့ပြီးမြင်မြန်ခုံနေရတယ်ခုနငါရှောက်ခုံနေတာရအောင်ဒါရခက်တယ်တော်တော်ခက်တယ်ဟာရအောင်တော်တော်ခက်တယ်ဟာအပေါ်လေးတောင်ထောင်တက်နေဒီပေါ်တက်လို့ရအချိမှရမယ်ချိတင်းပေါ်တော့သုံးမှရမယ်ချိတင်းပေါ်သုံးမှရမယ်တခုခုလုံးမှရမယ်ကိုဘွားလေးဒီဘောကိုခုံချအောင်အဲ့လိုဆိုမှချော်ကြအောင်စမ်းကြည့်ကွာလို့စမ်းကြည့်မယ်ဒါမဖြစ်နိုင်ဘူးကွာရတယ်မရတော့ဘူးရဘူးပဲရမှာတော့ဟဲ့ကိုနာတန်းနေထော်ပါလို့ပါ sorry ဟာခုံတိုင်းကြာမဟုတ်တော့ဘူးကွာဟာဟဲ့ရောက်ကြီးပိုးဆိုးပတ်စပ်ကိုကြာရပြီ let's go bro let's go မဖြစ်ဝမ်းနေအောင်ဝမ်းပြီးမလုပ်နေနဲ့ငါအကုန်ရပြီမင်းငါအကုန်ခုံပြီးသွားပြီ okay ကြောင့်ပဲနောက်ဆက်ပို့ချိန်ရောက်ပါပြီဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့တယောက်ဒီမှာနောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲ like and subscribe လုပ်ခဲ့ကြပါဦးအားလုံးပဲ bye bye ပါ